ကျွန်တော်ဆက်ရုပ်ကအမိုက်ပုံးထဲမှာလှန်လောပြီးမျက်လုံးကတစ်ခုတွေးလိုက်တယ်ဒါနဲ့ရတနာတစ်တာတဲ့ရောက်သွားပြန်တယ်ပြီးတော့စိတ်လက်စွပ်တကွင်းကိုတွေးပေမဲ့သူ့လက်ချောင်းတွေကဝတ်ဖို့အရန်ထူနေတယ်ဒါနဲ့လက်စွပ်ကိုပစ်ချပြီးတစ်တာကိုတင်ထားလိုက်တယ်သူ့နာမည်ကဝါပါကဘာပေါ်မှာကြံခဲ့တဲ့နောက်ဆုံးအမိုက်ကျိတ်ဆက်ရုပ်ပါနေ့တိုင်းကအတူတူပါပဲသူကအမိုက်တွေကိုရင်ပတ်ထဲထည့်ပြီးသူ့မှာရှိတဲ့အရာအလုံးနဲ့ကြိတ်ချလိုက်တယ်နောက်တစ်စက္ကန့်မှာပြည့်စုံတဲ့တုံးလေးတစ်ခုပေါ်လာတယ်သူကတုံးတွေကိုစောက်လို့ရေးတုံးတွေလိုစီထားတယ်မျောစင်တစ်ခုပြီးတစ်ခုနေဝင်သွားတဲ့အခါသူ့အလုတ်ကနောက်ဆုံးတော့ပြီးသွားပြီသူအိမ်ပြန်သွားတယ်သူပထမဆုံးလုပ်တာကသူ့ဖက်နှက်ကိုချွတ်တာပဲပြီးတော့သူဒီနေ့စုဆောင်းထားတဲ့အရာအလုံးကိုခင်းကျင်းလိုက်တယ်သူ့အိမ်မှာရှေးဟောင်းပစ္စည်းတွေနဲ့ပြည့်နေတယ်ဒါပေမဲ့သူအကြိုက်ဆုံးအရာကတော့အဲ့ဒီဂီတပြဆက်ပဲမျက်နှာပြင်ပေါ်မှာစုံတွဲတွေလက်တွဲပြီးတချင်းဆိုကြတယ်ပြီးတော့ဝလာကကူးယူလိုက်တယ်သူကသူ့လက်ကိုနောက်တစ်ဖက်နဲ့ဆွဲလိုက်တယ်ဒီလူသူကင်းမဲ့တဲ့ကြိုးပေါ်မှာသူ့ရဲ့တူးလေးသောတငယ်ချင်းကပိုးဟတ်တကောင်ပါသူကသူ့ကိုအိမ်မွေးတရိတ်ဆန်လို့ဆက်ဆံပါတယ်အဲ့ချိန်ရောက်ရင်သူ့ကိုသူတစ်တာတဲ့ခောက်ထဲပါတယ်သူ့နောက်ကစင်ကသူ့ရဲ့တင်းငယ်တဲ့အိယာဖြစ်လာပါတယ်နှစ်ပေါင်း900ကြာပြီးနောက်မှာတော့သူကကလေးတစ်ယောက်လိုပါပဲမနက်တိုင်းသူဟာစွမ်းရည်နေပြီးနိုးလာတတ်ပါတယ်ဒါပေမဲ့နေအောင်ကြီးကိုမိနစ်15လောက်စုပ်ယူပြီးတဲ့နောက်မှာတော့သူဟာအပြန်ပြေးသွားပါတယ်ဒါက2950ခုနှစ်တုန်းကကဘာမြေပါဆယ်စုနှစ်များစွာတထုတူးဖော်ရေးနဲ့ညဉ့်ညမ်းမှုတွေကြောင့်ဂျိုဟာအခြေခံအားဖြင့်ပြိုကွဲသွားခဲ့ပါတယ်ဒါကြောင့်လူသားတွေဟာကဘာမြေကနေထွက်ခွာ